皆さんこんにちは。ဒီနေ့ကတော့2024ဒီဇင်ဘာမှာမေးသွားတဲ့အချက်လက်ရှာတဲ့ပုံစံပေါ့နော်။ဥက္ကဋ္ဌရှင်တွေ share လုပ်တာဖြစ်ပါတယ်။はい。အဲ့တော့ပထမဆုံးမေးခွန်းအရင်ပတ်မယ်ပေါ့နော်။အဲ့တော့カルさんは同じ大学の友達と2人で北原ホテルに泊まりたいと考えている。အဲ့တော့ဒီカルさんကပေါ့နော်တက္ကသိုလ်ကတငယ်ချင်းနဲ့နှစ်ယောက်တူတူ北原ဟိုတယ်မှာတည်ချင်တယ်လို့စဉ်းစားနေတယ်ပေါ့နော်။ベッドがあり、ベッドရှိပြီးတော့お風呂がついている部屋を選ぶつもりだ。အဲ့တော့ဒီရေချိုးခန်းမှာပါတဲ့အခန်းကိုလိုချင်တယ်ပေါ့နော်။ပြီးရင်朝食ခုski plan မနက်စာမှာပါတဲ့ plan ဖြစ်ပြီးတော့日曜日に宿泊する予定だがတနင်္ဂနွေနေ့မှာတင်းမယ်ဆိုပေမဲ့လည်း希望に合うတဲ့部屋の一人分の料金はいくらになるかအဲ့ဒီတနင်္ဂနွေနေ့မှာတင်းမယ်ဆိုလို့ရှိရင်လည်းဘယ်လောက်ကြာမလဲပေါ့တယောက်စာကိုဘယ်လောက်ကြာမလဲဆိုလို့ရှိရင်မေးတာပေါ့နော်အဲ့တော့သူပြောချင်တာကကြတော့ဒီမှာဘက်တူပါမယ်ပြီးရင်お風呂がပါတဲ့部屋ကိုယူမယ်ပြီးတော့ဟိတိုးတွေကိုတယောက်ကိုကြာမယ်ဆိုတဲ့ဟာရယ်日曜日မှာတဲမှာ朝食မပါတဲ့ plan မှာအဲ့တော့အဲ့ဒါကိုစီပြီးတော့ဖြည့်ရမယ်ပေါ့နော်အဲ့တော့စာပိုက်လေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခိုးဖြောင်းလို့ရတော့ဂီတာဟိုတယ်ဂီတာဟိုတယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်。お部屋のタイプ部屋ပါတယ်タイプကကျတော့タイプအရာကျတော့ထဲအင်ကကျတော့တယောက်ကနေ2ယောက်ဒီကျ8ကျော်の和洋シスဒီဟာကကျတော့ဒီဂျပန်ဘယ်လိုလဲနောက်တိုင်းဂျပန်ခံပေါ့နော်အဲ့ဒါမှဘက်တူကနှစ်ခုပါမယ်お風呂なしဆိုမပါတော့ဘူးပြီးနောက်တစ်ခါကျတော့ဘီတိုက်ကကျတော့2ယောက်ကနေ4ယောက်ကြီးနေလို့ရတယ်ဂျူဂျောဘလို့စိတ်ဖျား6ချက်ဖျားစစ်ချက်စာလို့တော့အခန်းဂျပန်အခန်းဘက်တူなしပြီးနောက်တစ်ခါကျတော့お風呂ပါတယ်ဘက်တူမကောင်းお風呂ပါမယ်နောက်တစ်ခုကကျတော့ type C ကကျတော့ထဲအင်းကတော့2ယောက်ကနေ6ယောက်ပြီး12ချက်ပေါ့ဖျား12ချက်ပါတဲ့ဥစားပြီးဒါကကျတော့ဂျပန်အနောက်တိုင်းစာနဲ့အခန်းပေါ့ပြီးဘက်တူနှစ်ခုပါမယ်ပြီးお風呂နှစ်ခုお風呂ပါမယ်ပေါ့နော်ဒီဇိုင်းရှိစထွေးတဲ့လေဆိုကိုထဲပြီးရစမ်းခံပြီးစားတဲ့တေတော့အဲ့တော့ဒီအခန်းအားလုံးလေးမှာဒီလေဆိုကိုထဲပြီးပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့料金表ပြီး宿泊食事代の込み土曜日のလူစုကိုတနင်္ဂနွေနေ့ကလွယ်ပြီးတော့အဲ့ဒီမှာ料金နဲ့ပတ်သက်တဲ့ဒီ宿泊တဲ့ကိုခန်းနေရဲ့ပေးစားတောက်တဲ့ဥစ္စာတွေပေါ့နော်တနင်္ဂနွေနေ့မပါဘဲနဲ့ဆိုတဲ့အဓိပ္ပာယ်အဲ့တော့お部屋代を宿泊人数はကျတော့ရေတော့ပေါ့နော်1ယောက်2ယောက်3ယောက်အဲ့လိုမျိုးပါမယ်ပြီးတော့ plan တွေကကျတော့食事ပါတယ်မပါတယ်ဥစားရှိရှိဒီလောက်ကြာမယ်ပြီးတော့ချောဖို့ကိုနေ့လည်စာပါတယ်sorry မနက်စာပါတယ်ဒါကြောင့်6ရက်ကိုလည်းယူကြမနက်စာနဲ့ညစာနဲ့ပါတယ်ပေါ့နော်အဲ့တော့ဂျော်ကီは大人中学生以上1名の料金နဲ့အဲ့တော့ဒီဘောကဥစားတွေကကြောင့်နော်大人ဆိုလို့ရှိရင်中学生ထပ်တန်းကျောင်းsorry ၄တန်းကျောင်းအထက်ဆိုလို့ရှိရင်大人ဖြစ်ပြီဆိုပြီးတော့တယောက်စာကိုရေးပေးထားတယ်ပြီးနောက်တစ်ခုကျတော့ခုတုံးကကျတော့မျိုးဆိုင်ကရှော့ကောက်ကုစေမှာတဲ့အဲ့တော့၄နှစ်ကနေပြီးတော့ရှော့ကောက်ကုစေအထိကကျတော့大人料金の半額ဒီလူကြီးတွေရဲ့တဝက်စာကိုပေးရမယ်ပေါ့နော်။စမ်းဆိုင်အကမှုလို့စမ်းဆိုင်အက3နှစ်အောက်ကတော့ free ပေါ့နော်။ပြီးတော့ပြီးတော့ဂျော်ကီ料金に1100円を加えた料金になります。အဲ့တော့စနေနေ့မှာဆိုလို့ရှိရင်တော့ဒီဘောပြထားတဲ့ပတ်စံအခချင်းငွေတွေကမှ1100ထပ်ပေါင်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ရှောက်ကူချင်းနဲ့စီတဲ့ရှောက်ကူချင်းနဲ့ပတ်သက်ပြီးတော့ကကြတော့ရှောက်ကူချင်းစကီဘရန်နိုရှောက်ကူချင်းのနိုင်ငံကြတော့ယူရှောက်ကိုပါမယ်ဆိုလို့ရှိရင်お刺身がメインの和食膳をご用意しておりますဒီယူရှောက်ကိုညနေစာဆိုလို့ရှိရင်刺身ကိုメインအနေနဲ့ထားပြီးတော့ဂျပန်စားစာကိုအသုံးပြုထားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့နောက်တစ်ခုကျတော့ဆွေးခါ料金ကကျတော့
생년대 탐보라스키노 도구베서와 셔쿠센이 행코데기모스 에로 이 탑바오니네ထောင်ထက်ပိုပေးပြီးတော့တန်ပူရာပါတဲ့ဒီထူးခင်းတဲ့အောင်ကိုပြောင်းလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဒီဒုက္ခပဲဆိုဝါရှော့ကူစင်တို့ဟန်ကိုဟာဒီအဲ့ဒီထူးခင်းတဲ့အောင်ပြောင်းမဆိုရှေခီမိုစားတဲ့လူခီမိုni mi fusika mai no go go ကြီးပါတယ်ကိုလန်လာကိုခရာဆာအဲ့တော့ဒီလိုမျိုးပြောင်းမယ်ဆိုလို့ရှိရင်ခီကိုစားချင်တဲ့ရက်2ရက်မတိုင်ရင်9နာရီ2ရက်ရက်9နာရီမတိုင်ရင်လန်လာကိုလုပ်ပြီးပေါ့နော်ဆက်သွယ်ပေးပါအဲ့တော့ menu no short site ဒီစိတ်ကကျတော့ restaurant page ကိုလန်လာကိုခရာဆိုင်ဒီ page မှာကြည့်ပြီးပေါ့နော်ပြီးချိုးရှော့ကိုကျတော့ workshop ကိုကရော shop ကိုက set menu ကို erabi itadakimasu ဒီမှာဆိုရှင်မနက်စာဆိုလို့ရှိရင်တော့အနောက်တိုင်းစားစာလားဂျပန်စားစာလားဆိုတဲ့ဥစ္စာကိုရွေးပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော်はい。予約後にお食事の追加予約を希望される方。ဒီ予約လုပ်ပြီးတဲ့အချိန်မှာဒီထပ်ပေါင်းထဲတဲ့食事မှာထပ်ပေါင်းထဲတဲ့予約ကိုထပ်လုပ်ချင်တဲ့လူတွေကကြတော့ယူရှော့ကူက3000yen ယူရှော့ကူညစာက3000 yen ဖြစ်ပြီးတော့ထိုးကိုစဝါရှော့ကူစာက4000 yen ဖြစ်မယ်ပေါ့နော်အဲချောရှော့ကူက1200円のスイカ料金で受けたまわりますအဲ့ဒီ1200ကိုလက်ခံရရှိမယ်1200ယူမယ်ပေါ့နော်ယူရှော့ကူက希望される日の2日前に午後5時前に朝食を希望される日のကိုကိုကြီးမာဒီလလာကိုခရာဆိုင်ရယူရှော့ကိုပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်2ရက်မတိုင်ခင်ညနေ9နာရီချောရှော့ကိုကကျတော့အဲ့ဒီနေ့ချာမင်းနေ့ရဲ့အရှိရက်က9နာရီမတိုင်ခင်လလာကိုလုပ်ပြီးပါဆိုရတဲ့ပေါ့နော်ဒီမှာသူရဲ့ဆိုင်ပုံမှန်နဲ့နေရာပေါ့နော်ပြီးတော့ဒီလိုပြန်ကြည့်မယ်ဆိုရင်သူကဒိုင်ကာကိုဆေးဆိုဥတုနာနဲ့ပါသွားပြီပေါ့နော်အဲ့တော့သူကဘက်တူပါမယ်အဖူတို့ပါမယ်ပြီးချောရှော့ကိုပါမယ်ပြီးတော့ဒီဘုံတယောက်ဆောင်ဘလောက်ကြာမယ်ဆိုတော့ကြည့်မယ်ဆိုရင်စေအောင်ကြည့်ရမှာအဲ့ဒီမှာဆိုလို့ရှိရင်စီတိုက်ကိုဒီမှာဆိုရှင်သူကဘက်တူတော့ပါတယ်အဖူတို့မပါဘူးဒီမှာဘက်တူမပါအဖူတို့ပါတယ်ဒီမှာဘက်တူလည်းပါတယ်အဖူတို့လည်းပါတယ်ဆိုတော့နှစ်ယောက်ကနေစနေလို့ရတယ်ဆိုတော့စီပလန်ကိုရေးရမယ်ပေါ့နော်အဲ့တော့စီပလန်ကိုမှသူကဒီရဟောင်းတော့ကြည့်အောင်စီပလန်ကိုကချောရှော့ကိုစကီဆိုတော့ဒီမနေ့စာပါတဲ့ဥစ္စာကိုရွေးရမယ်စီပလန်ကိုမှသူက2ယောက်ဆိုတော့1500ကျမယ်ပေါ့နော်ဟို1500ကျမယ်ဆိုတော့တယောက်ဆောင်ရေးပေးထားပါတော့တယောက်ကို1500ကျမယ်ဆိုတော့ဖြစ်နေတော့ကြည့်အောင်နော်တယောက်ကို1500ကျမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ပြင်မှာကစီကွက်တီနဲ့လိုက်ဘူးဒီက1100အောက်ဒေ့ပြီးဆိုတော့မှကြည့်ရမှာဆိုတော့1100ပေါင်းရဆိုတော့ဒီဟာကဒူရောပြီမှာဆိုတော့မှ1400ပေါင်းတော့ဒီလိုချင်တာလည်းချီအောင်ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်တိုင်းပဲ1500ကျရပြီပေါ့နော်はいဆိုရင်နေပါနောက်တစ်ခုကကြတော့ナディアさんは4月8日に緑で泊まり予定で朝食スキプラတော့ဒီမှာနာဒီယာဆန်ကကျတော့4လပိုင်းရှိရနေမှာတယောက်တည်းတင်းမယ်ပေါ့နော်တယောက်တည်းတင်းမယ်အဲ့တော့မှသူကတကယ်တည်းအောင်ချောရှော့ကူပလန်ပါမယ်ပြီးနောက်တစ်ခုကကျတော့ဟေးအောင်ရရကူစတေတူကတခုပဲစဝါရှော့ကူစင်နိုယူရှော့ကူမိုစကေတာကူနာဒီမှာဆိုရှင်အဲ့ဒီအထူးစားစာကို予約လုပ်ချင်တယ်ပေါ့နော်အဲ့တော့今日は4月4日であるから4လပိုင်း4ရက်နေ့ဖြစ်နေတယ်スイカ料金はいくらでホテル連絡いつまでしなければなりませんかအဲ့တော့ဒီ料金スイカ料金ကဘယ်လောက်ဖြစ်သွားပြီးတော့ဘယ်ရက်မှာပိုကင်လုပ်လို့မရဘူးလေဆိုတာကိုပြောပြရမယ်ပေါ့နော်はいအဲ့တော့သူ့ရဲ့အဖြေလေးကိုယဉ်ကြည့်လိုက်မယ်ဘုန်းသူရဲ့ဖြေမှာကကျတော့1000ရဲ့ဒီထိကတူတူပဲဆွေးကလျော့ကင်1000ရဲ့တူတူပဲအဲ့ဒါကမှသူကကျတော့6ရက်နေ့ရှိမှ9ရက်နေ့ရှိမယ်6ရက်နေ့9ရက်နေ့အဲ့ဒါမှ9နိုင်မတိုင်ဒီ9နိုင်ရတဲ့ဟုတ်သေးတယ်အဲ့ဒါမှ6ရက်လား9ရက်လားကိုကြည့်ရမယ်ဘုန်း6ရက်လား9ရက်လားကြည့်ရမယ်အော်ဒီမှာဒီက1000နဲ့4000နဲ့မတူဘူးပေါ့နော်အဲ့တော့ဒီမှာတော့ workshop ကိုလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့အဖြေကိုကြည့်လို့ workshop ကိုရှင်းနေမှာ workshop ကိုရှင်းနေworkshop ကိုရှင်းစစ်ဒီမှာဆိုရှင်တော့予約ကိုမှလုပ်ပြီးသွားပြီဆိုတော့ workshop ကို sorry
ယူးလျှော်ကူမှာ3000မှာတော့တူခုပဲဆိုဝါရှော့ကူစံလုပ်ချင်တာဆိုတော့4000ရန်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုတော့ယူးလျှော်ကူကိုဖြစ်ချင်တာဆိုတော့ခုစကမရဲ့2ရက်မတိုင်ခင်လောက်ရမယ်ဆိုတော့သူက10ရက်နေ့မှာဖြစ်ချင်တာဆိုတော့ဖုစကမရဲ့ဆိုတော့6ရက်နေ့မှာလုပ်ပြရဆိုတဲ့ဒီလိုမျိုးဖြစ်အောင်နော်6ရက်နေ့မှာ4000ဖြစ်သွားမယ်4000ဆိုဒီလိုခုတည်းက3နဲ့4နေ့ကအဖြေပေါ့နော်အဲ့တော့6ရက်နေ့မှာဆိုတော့ဖြေက C ဖြစ်3စမ်းပန်ဖြစ်သွားမယ်ပေါ့နော်6ရက်နေ့ညနေ9နာရီမှာရောရကိုမလုပ်လို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဟဲ့ဖြစ်ဒီအဲ့တော့လွယ်တယ်ဘလို့ရှင်းတယ်အဲ့တော့ဒီနေ့ group နဲ့မထူနေထင်ပါတယ်အကယ်နားလည်လို့ရှိရင်မေးလို့ရပါတယ်ဟဲ့အဲ့ဒါဆိုရှင်ဒီဗီဒီယိုနဲ့ဆိုလို့ရှိရင်ဒီဇင်ဘာကမေခွန်းဟောင်းနေတော့များများပြီးသွားပြီပေါ့နော်။အဆင်ပြေဆိုလို့ရှိရင်နောက်ထပ်ဇူလိုင်ကမေခွန်းဟောင်းလေးဆက်ပြီးတော့ share လုပ်တတ်ပါမယ်။ဟဲ့အဲ့ဒါဆိုရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye